ဘဝမှာတချို့သူတွေကကိုယ့်ကိုစော်ကားကြလိမ့်မယ်တချို့သူတွေကပြောဆိုအပြုအမူတွေနဲ့စိတ်ညစ်အောင်စိတ်သက်ကြအောင်လုပ်ကြလိမ့်မယ်တချို့သူတွေကရှစ်တစ်မျိုး၊ကွဲရတစ်မျိုးနဲ့အမျိုးမျိုးဝေဖန်ခဲ့ရကြလိမ့်မယ်တချို့သူတွေကကိုယ်မှာအခက်အခဲပြဿနာအမျိုးမျိုးကြုံရအောင်စီမံတိုက်ခိုက်ကြလိမ့်မယ်တချို့သူတွေကကိုယ့်ကိုတိုက်ခိုက်နေသူတွေကိုမြောက်ထိုးပင့်ကောလုပ်ပေးကြလိမ့်မယ်ဒီလိုလုပ်နေကြတာကိုလည်းကိုမသိရအောင်ကိုနားရဲမရောက်အောင်ပို့ကြလိမ့်မယ်အဲ့ဒီလိုအခြေအနေနဲ့ကြုံလာတဲ့အခါကို့မှာလှုပ်เสียနှစ်ခုပဲရှိတယ်ပထမဆုံးကတိခံပါဒုတိယကခွင့်လွတ်ပေးထားလိုက်ပါဒေါသနဲ့တုံ့ပြန်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့ကိုဒေါသထွက်ရင်ကိုပဲပူလောင်ရမှာပါဒေါသကအရာရာကိုပျက်စီးစေတတ်လို့ဘယ်သူ့ဘောမှာဒေါသမထွက်ပဲပြုံးမပြတ်ရှေ့ဆက်လို့အကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးကြိုးစားပါကိုယ်စေတနာကကိုယ့်ကိုအကျိုးပေးမှာပါသူ့စေတနာကသူ့ကိုအကျိုးပေးမှာပါဘဝမှာတခါတလေစိတ်ညစ်စရာတွေများပြီးစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါအရာရာကိုစွန့်လွတ်ထားခဲ့ပြီးအဝေးတနေရာကိုထွက်သွားခြင်းမိတယ်မို့လားအဲ့ဒီလိုတော့မလုပ်လိုက်ပါနဲ့အဲ့ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင်ကိုယ့်ကိုတန်မိုးထားတဲ့သူတွေကိုတန်မိုးထားရမယ့်သူတွေရှိနေသေးတယ်ဆိုတာမမေ့ပါနဲ့ဒါလည်းပြီးသွားမှာပါငါအတွက်ပိုကောင်းမှုဖြစ်လာတာပါလို့နှလုံးသွင်းပါဘဝမှာကောင်းတာတွေနဲ့ကြုံခဲ့တာတွေကိုလည်းသတိရပါပြောစရာချိန်တွေနဲ့ကြုံခဲ့တာတွေကိုလည်းသတိရပါကိုယ့်ထက်အခြေအနေဆိုးတဲ့ဘဝတွေရှိနေသေးတာကိုလည်းသတိရပါနောက်နေ့ကစားလို့အကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးကြိုးစားပါကောင်းသောနေ့တွေကြုံတွေ့လာမှာပါလူတဦးနဲ့တဦးအစင်မပြေမှုတွေဘယ်ကစသလဲဆိုတော့တဦးနဲ့တဦးလေးစားမှုမရှိခြင်းကစပါတယ်တဦးနဲ့တဦးခင်မင်ရင်းနှီးတယ်ဆိုပြီးလေးစားမှုမရှိပဲပြောခြင်းတလို့ပြောဆိုခြင်းတလို့ဆိုဆက်ဆံခြင်းတလို့ဆက်ဆံရာကနေအထင်အမြင်တွေစောင်းပြီးပြဿနာတွေဖြစ်လို့မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာပါပဲဒါကြောင့်ဘယ်တော့ပဲခင်မင်ရင်းနှီးပါစေတဦးနဲ့တဦးလေးလေးစားစားဆက်ဆံပါကိုမကြိုက်တာမျိုးသူတို့ဘာအပေါ်မပြုလုပ်မိအောင်ကိုမကြိုက်တဲ့စကားတွေသူတို့ဘာအပေါ်မပြောမိအောင်ကိုချင်းစာတရားနဲ့လေးလေးစားစားဆက်ဆံပါမှတဦးနဲ့တဦးအစဉ်ပြေစွာရေရှည်မိတ်မပြတ်လက်တွဲဆက်ဆံနိုင်ပါပါအပေါင်းအသင်းတွေအများကြီးရှိဖို့ထက်မိတ်ဆွေကောင်းရှိဖို့ကပိုအရေးကြီးပါတယ်ကိုဘေးမှာစိတ်ချယုံကြည်ရတဲ့မိတ်ဆွေကောင်းရှိရင်အဲ့ဒီမိတ်ဆွေကိုတန်ဖိုးထားပါမိတ်ဆွေကောင်းကိုလိုချင်ရင်ကိုယ်တိုင်ကလည်းမိတ်ဆွေကောင်းပြီးသားမှရမှာပါကိုမကောင်းမဲနဲ့တော့ကိုပေါ်ပြန်ကောင်းဖို့မလွယ်ပါဘူးဟိုလူမကောင်းဘူးဒီလူမကောင်းဘူးပြောရင်ကိုယ်တိုင်လည်းမကောင်းနိုင်ပါဘူးဒါကြောင့်မိတ်ဆွေကောင်းကိုတန်ဖိုးထားပါကိုယ်တိုင်ကလည်းမိတ်ဆွေကောင်းဖြစ်အောင်ကြိုးစားပါအညီရှိရာရင်းကောင်းလာမှာပါအမတေရှိရာအမတေလာမှာပါတကယ်တော့လောကမှာအကြီးကြီးတွေမလိုပါဘူးကိုနိုင်ရာလေးပဲကောင်းပါတယ်ကိုဘဝနဲ့နိုင်ရာကိုအခြေအနေနဲ့နိုင်ရာကိုကံနဲ့နိုင်ရာကိုဉာဏ်နဲ့နိုင်ရာကိုဝီရိယနဲ့နိုင်ရာကနေစကြိုးစားပါအစကောင်းရင်အနှောင်းသေးကြပါတယ်